သာသနာတော်နှစ်2558နှစ်ကောဇာတက္ကရာ1386ခုနှစ်တရင်ကျော်လပြည့်ကျော်14ရက်2014ခုနှစ်အောက်တိုဘာလ22ရက်ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသုသီရိဗိမာန်တော်အတွင်းဆင်ရင်ကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာအထူးတရားပွဲ၌နှစ်ဖက်မိဘများအားအမှုထား၍ဥဒိစ္စစောဦးတော်နှင်းရီမွန်သမီးရွှန်းလက်နှင်းဦးယတိနှင်းဦးသားညံဖုံးဦးမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း60တရားဒေသနာတော်ဒီနေ့ညတပတ်သဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုဝေငါးသွဲအစုအလုံးမူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူကြရရှာလိပြီမဟာကရုဏီကတတ္တဝါများရင်ဝဲသားကဲ့သို့တဏှာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မဲ့သွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း60သက်တော်80ရွယ်မြတ်စွာဘုရားသခင်ကိုရောမြတ်သာဝတိမြို့ကနေပြီးရာဇဂိုဘက်ကိုခီးထွက်သာဝတိမြို့မှာသတင်းသုံးတော့ကရှင်သာရိပုတ္တရာမထေရမြတ်နာလကရွာမှာပြိဋိဘံဆံသွားတာရာဇဂိုပြန်ရောက်တဲ့အခါကျတော့ဒုတိယလက်ဝဲတော်ရန်ဧကတာဝကဖြစ်တဲ့ရှင်မမောဂလမထေရမြတ်ရာဇဂိုမြို့မှာပြိဋိဘံဆံသွားတယ်ဥက္ကစေလဆိုတဲ့ဝေသာလီနီးကမြို့တစ်မြို့ရောက်တဲ့အချိန်မှာရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့မရှိတော့တဲ့အနေအထားတစ်ခုမှာတန်ဝေကစကားမိန့်ကြားတော်မူပြီးတဲ့နောက်ဥက္ကစေလကနေပြီးတော့မြတ်စွာဘုရားဒီဝေသာလီမြို့တဲကိုခီးကြွဖို့ဝေသာလီမြို့တဲနည်းနည်းပိုင်းမှာသင်္ကန်းတပိတ်ပြိက္ခရာပြင်ဆင်ပြီးတော့
နောက်ပါရှန္ဒနာနဲ့အတူတကွဝေသာလီမြို့ထဲမှာဆုံးခံကြွတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတက်တော်80အရွယ်ဒီအရွယ်ထိအောင်ဆုံးခံပြီးတော့ဘုံမေးတော်မူတယ်ဆိုတာမတမထင်ရှားတယ်ပေါ့နာနဲ့မှာဝေသာလီမြို့ထဲဆုံးခံကြွပြီးဆုံးမဖုံးပေးပြီးတဲ့နောက်မှာဆုံးကိစ္စတွေအလုံးပြီးသွားပြီးတဲ့နောက်နေပိုင်းအချိန်ရောက်တဲ့အခါကျတော့ရှန္ဒနာကိုခေါ်တယ်နိဗ္ဗာန်မှာရှိတယ်အာနန္ဒာထိုင်เสียအခင်းကိုယူခဲ့တို့စာပါဠစေတီအနီးကိုသွားကြမယ်နေ့မှာစာပါဠစေတီအနီးသွားပြီးတော့နေကြမယ်ဝေသာလီပတ်ဝန်းကျင်မှာစေတီယလို့ခေါ်တဲ့အဆောက်အအုံတွေ5-6 ခုရှိတယ်5-6 ခုရှိတယ်ဥဒိဏဆိုတာအရှိဘက်မျက်နှာမှာဆိုရင်ဥဒိဏစေတီယဆိုတဲ့အဆောက်အုံကြီးတစ်ခုရှိတယ်တောင်ဘက်မျက်နှာမှာဆိုရင်ဂေါရမကစေတီယဆိုတာရှိတယ်နောက်ဘက်မျက်နှာမှာတတ္တမ္ပစေတီယမြောက်ဘက်မျက်နှာမှာဘဟုပုဒ္ဒစေတီယပတ်ဝန်းကျင်မှာတာရန္တရနဲ့စပါဠဆိုတဲ့စေတီယစေတီယဆိုတာလူတွေကစီမိပန်းရေချမ်းတို့ဖြင့်လာရောက်ပြီးတော့မိမိတို့ကိုးကွယ်ရာနတ်တွေကိုပူဇော်တဲ့နတ်ကွန်းတွေအဲ့ဒါတွေကိုစေတီယလို့ခေါ်တာပေါ့စေတီယဆိုတာတကယ်ကတော့ဘုရားဘာသာမဖြစ်ခင်ကတည်းကဘုရားဘာသာရဲ့အခေါ်အဝေါ်တစ်ခုမဟုတ်ဘူးလူသားတွေပူဇော်တဲ့နေရာတွေကိုစေတီယလို့ခေါ်တာလောကလူသားတွေဟာရှေးဥအစမှာနတ်တွေကိုပဲမမြင်ရတဲ့တကုရှင်နတ်တွေကိုပဲကိုယ်ွယ်အားထားမှုပြုကြတယ်နတ်ကတော်တွေနဲ့ဆက်သွယ်ပြီးနတ်ကတော်တွေပြောတဲ့အတိုင်းလိုက်ပြီးနတ်တွေကျင့်တတ်အောင်ပူဇော်ခြင်းပသခြင်းဆိုတဲ့နတ်ကိုယ်ွယ်တဲ့အလုံးနဲ့ဘဝကိုစလာကြကောင်းကင်ဘုံကနတ်ကိုယ်ွယ်တဲ့လူတွေကြတော့တမန်တော်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ပြောဆိုမှုနဲ့နတ်ကိုကိုးကွယ်ကြတာကိုးကွယ်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့အခါမှမိမိရဲ့ကိုးကွယ်ရာနတ်နဲ့တွေ့ရတယ်လို့ရှိတာမဟုတ်ဘူးတကူကြီးမားတယ်ဆိုတဲ့အပြောနဲ့ပဲနတ်ကိုကိုးကွယ်နေကြတာအဲ့တော့ဝေသာလီမြို့ကြီးရဲ့ပတ်ဝန်းကျင်မှာလဲရိုးရာမပြတ်ဆိုတာလို့နတ်တွေနတ်ဗိမာန်ကြီးတွေနတ်ကွန်းကြီးတွေဆောက်ဖျားပွင့်လာတဲ့အခါကျတော့အဲ့ဒီနတ်ကွန်းကြီးတွေဟာမြတ်စွာဘုရားနဲ့တန်ဃာတွေသတင်း300နေရာဌာနတစ်ခုအနေနဲ့ဖြစ်လာနတ်ဆိုတာမြင်ရတာမဟုတ်တော့ဆောက်ဦးကြီးတွေဆောက်ထားပြီမဲ့လို့ဘယ်သူမှမရှိဘူးမြတ်စွာဘုရားသတင်းသုံးတဲ့အခါမှာမြတ်စွာဘုရားကြွလာတဲ့အခါမှာတန်ဃာတော်တွေနဲ့မြတ်စွာဘုရားအဲ့ဒီနတ်ကွန်းကြီးတွေထဲမှာဝင်ပြီးတော့သတင်းသုံးနေထိုင်ကြတာဖြစ်လာနောက်ပိုင်းကျတော့ဘုရားနဲ့တန်ဃာတွေသတင်းသုံးတဲ့နေရာအဖြစ်ရောက်သွားပြီသို့တော့အမည်နာမအပြင်ကတော့ရှေးကခေါ်မြဲအတိုင်းပဲနတ်ကွန်းနာမည်နဲ့ပဲခေါ်ပြီးတော့နေလေးရှိကြတယ်အဝိဓမ္မတိတ်ဆိတ်ငြိမ်သက်လူတွေကပူဇော်ပတ်သဖို့ဆိုပြီးတော့အဆောက်အဦကြီးတွေဆောက်ထားတဲ့နေရာတွေရိုးရာပူဇော်တဲ့နေရာတွေမြို့အပြင်မှာခက်လန်းလန်းမှာရှိနေတာဖြစ်တော့ကြောင့်အလကားသားလဲယူသေးတော့လူတွေကနတ်ဆိုတာကြောက်တယ်ကြောက်သည့်အတွက်ကြောင့်ဘယ်သူမှအနီးပါးလာပြီးတော့နှောက်ယှက်တာလည်းမရှိဘူးငြိမ်သက်အေးချမ်းတစ်ပင်တောင်မှတစ်ပင်မခုတ်ရလို့1300နှစ်တို့ဘာလို့ရေးထားလဲလူကသိမမှုဘူးအေးနတ်စင်ကလေးသာဆောက်ထားလိုက်မခုတ်ရဲဘူးအဲ့ဒီနားမှာဒီနတ်ကြီးတွေတို့
နတ်ရှိတယ်လို့ရေးထားလိုက်လို့ရှင်အဲ့ဒီတစ်ပင်ဟာအန္တရာယ်ကင်းနေတာပဲလူတွေရဲ့အစွဲလန်းနတ်ကိုကြောက်ရွံ့တဲ့အစွဲလန်းကဒီကနေ့ထိမြန်မာနိုင်ငံမှာပဲရှိနေကြသေးတာအဲ့ဒီနတ်ကွန်းတွေဝေသာလီပြည်မှာရှိတဲ့တဲ့အခုလို့ဝေသာလီမြို့ရဲဆွမ်းဟန်ကြွပြီးတော့ဆွန်ဖုံးမေးပြီးတဲ့အခါနေပိုင်းအချိန်နားနေဖို့အတွက်တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့စာပါဠစေတီကိုသွားပြီးတော့နေလေနေကင်းနားကြမယ်ဆိုပြီးမြတ်စွာဘုရားကအာနန္ဒာနေထိုင်ကိုနိတိထိုင်ကိုယူခဲ့တို့စာပါဠစေတီကိုသွားကြမယ်အဲ့ဒီမှာပဲနေမှာအေးချမ်းချမ်းနေကြတာပေါ့လို့ဆိုစာပါဠစေတီကြော့သွားတာမြတ်စွာရှင်နန္ဒာတပါးတဲ့နောက်ကနေလိုက်သွားပြီဟိုရောက်တဲ့အခါမြတ်စွာဘုရားစာပါဠနတ်ကွန်းထဲမှာသရင်သုံးထိုင်နေရှင်နန္ဒာအနိပါမှာထိုင်ပြီးနေတဲ့အချိန်မှာမြတ်စွာဘုရားဗာပြောတော့စာပါဠစေတီကနေကြည့်လိုက်တဲ့အခါဝေသာလီမြို့ကြီးကိုစီးပြီးတော့ကြည့်နေရတယ်လို့ပတ်ဝန်းကျင်တွေကိုလည်းအကုန်လုံးမြင်ရတယ်မြင်နေရတော့စာပါဠနတ်ကွန်းကြီးမှာထိုင်ရင်မြတ်စွာဘုရားကရှင်နန္ဒာကိုဗာပြောတော့ဆိုရမဏီယအာနန္ဒဝေသာလီအာနန္ဒာကြည်စမ်းတဲ့ဝေသာလီမြို့ကြီးကတိတ်လှတာပဲကြည်နူးွယ်ကောင်းလိုက်တာဝေသာလီဆိုတာအမြဲတမ်းတိုးတက်လို့မြို့ကိုစနစ်တကျမြို့ကိုချဲ့တာသုံးကချဲ့ထားတော့မြို့ရမြို့တိုင်းဟာသုံးခုရှိသွားတယ်ပထမမူလမြို့ကသူ့တိုင်းနဲ့သူကာယံထားတာနိလူကြီးတွေများလာတဲ့အခါနောက်ထပ်ပြီးတော့ချဲ့လိုက်တယ်ပတ်လေတိုင်းတစ်ခုထပ်ခတ်နောက်တစ်ခါတတိယအကြိမ်ထပ်ချဲ့လိုက်တော့တိုင်းတစ်ခုထပ်ခတ်ဒါကြောင့်မို့လို့ဝေသာလီပြည်တိုင်း၃ရက်ဆိုတာဇရဏသုတ်တွေမှာတိတုပါကရံတရေတုဆိုတာဝေသာလီမြို့ကြီးဟာအမှန်မှစီကားတိုးတက်ခုခေတ်ခေါ်မယ်ဆိုရင်တော့ပါဠိမန်အမတ်တွေလို့ပြောရမှာပေါ့ဝေသာလီပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေ9900ယောက်ရှိတယ်အဲ့ဒီခေတ်ကတော့ရာဇာဆိုတဲ့နာမည်နဲ့သုံးတယ်ခဏရာဇာအဲ့ဒါလို့လိပ်စပီဆိုတဲ့လူမျိုးတဦးကနေပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်ကြတာ oligarchy system လို့ခေါ်တယ်ဟိုမကရတိုင်းကရာဇဂိုမြို့မှာအုပ်စိုးတဲ့ဗေမိတာရတို့ဇာတတတို့ကာတိကောသလကိုအုပ်စိုးတဲ့ပတေနရီကောသလမင်းတို့ကြတော့ monarchical system လို့ခေါ်တယ် monarch ဆိုတာဧကရာဘုရင်တူးတယ်ပဲကျန်တဲ့ပုဂ္ဂိုလ်တွေကအမတ်တွေဝေသာလီပြည်ကတော့အဲ့လိုမဟုတ်ဘူးမင်းကြီးပဲ9900ယောက်အုပ်စိုးတာမင်းနေရာအသီးသီးတညီတယ်သူစစ်တပ်နဲ့သူ့ခြံရံနဲ့သူဒီလိုနေကြတာသူနန်းပြတ်သက်တွေသူ့အဆောင်တွေနဲ့တိုင်းပြည်မှာ9000သောအုပ်စိုးတဲ့ဘုရင်တွေ9900ယောက်ဆိုတာနဲတာမှမဟုတ်ပဲသူတို့အသီးသီးရဲ့ခြံရံတွေနဲ့ဆိုဝေသာလီမြို့ကြီးကလုံးကိုကြီးကျယ်ပြီးတော့လှပနေတာမြတ်စွာဘုရားကရှင်နန္ဒာကိုစကားဆတယ်အနန္ဒာဝေသာလီမြို့ကြီးကအင်တန်မှလှပတာပဲအင်တန်သာယာတာပဲလို့မြတ်စွာဘုရားအလှအပကိုခံစားတာလားတာမန်ပုဂ္ဂိုလ်တွေအလှပကိုခံစားတယ်လို့ခံစားတာလားလို့ဆိုတာနဲ့ပတ်သက်ပြီးတော့အမြဲတမ်းဘုရားဘာသာနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကအတုဝကမ္မထံကိုခေါ်တယ်မတင့်မတဲယွန်းစပွဲဆိုတာကိုကမ္မထံတစ်ခုအနေနဲ့ဟောပြီးတော့မမြဲတဲ့သဘောအနိစ္စမမြဲမှုတွေလွန်မှုနှိမ့်ဆက်နေလို့ဒုက္ခကိုယ်ဘာမှမပိုင်လို့အနတ္တအနိစ္စဒုက္ခအနတ္တဆိုတာတွေနဲ့ရှုမြင်ခိုင်းတဲ့တလျှောက်လုံးရှုမြင်ခိုင်းလာတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဒီအဆုံးအမတွေမှာအလှအပကိုညှင်းပယ်ထားတဲ့အောင်လူတွေကထင်ကြ
မြတ်စွာဘုရားအလှပကိုညှင်းပယ်ထားတယ်လို့တချို့ကယူဆမဟုတ်ဘူးမြတ်စွာဘုရားကအလှပကိုညှင်းပယ်တာတော့မဟုတ်ဘူးအလှပကိုအတိမတ်မပြုဘူးလို့ဒီလိုပြောလို့မရဘူးအလှပကိုအတိမတ်ပြုတယ်သို့တော့အလှပကိုအလှပမှန်သိတာ appreciate လုပ်တယ်လို့ခေါ်တယ်လှရင်လှတယ်ကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူး appreciate ရှိတယ်ပေါ့သို့တော့အတွေ့အတာကိုဖယ်ရှားဖို့အတွက်ကြတော့လှပတယ်ဆိုတဲ့အတွေးတွေနဲ့ပဲနေမယ်ဆိုလို့ရှိရင်တွေ့တာမှုကိုဖယ်ရှားနိုင်မှာမဟုတ်ဘူးအဲ့တော့အမြဲတမ်းအိဋ္ဌဒုက္ခအနတ္တအတုပဒါတွေကြည့်နေအလှပကိုအတိမတ်မပြုဘူးဆိုတဲ့အတွေးမျိုးတွေတချို့ကတွေးတတ်တယ်တကယ်တော့မြတ်စွာဘုရားဟာအလှပကိုခံစားတတ်တယ်ခံစားတယ်ဆိုတဲ့နေရာမှာပုထုဇဉ်တွေခံစားမှုနဲ့မတူဘူးပုထုဇဉ်တွေရဲ့ခံစားမှုက appreciate လုပ်တာတဲ့ပို့ပြီးတော့တွေ့တာခြင်းမမောခြင်းနောက်ထပ်လူချင်းချင်းမခွဲနိုင်မခွာရက်ဖြစ်ခြင်းဆိုတဲ့လောဘတွေပါတယ်ပေါ့မြတ်စွာဘုရားကမျက်စိရှိလို့မြင်တယ်လှရင်လှမှန်းသိတယ်ကောင်းရင်ကောင်းမှန်းသိတယ်သို့တော့လောဘနဲ့တွေ့တာမှုမရှိဘူးနားရှိလို့အတန်ကြားတယ်ตาရရင်ตาရတယ်လို့သိတယ်ဟောကောင်းရင်ကောင်းတယ်လို့သိတယ်ကောင်းဆိုးကိုမခံစားတတ်ဘူးလို့ဒီလိုမထင်လေနဲ့လူသားတယောက်ခံစားတတ်မှုရှိတယ်ထူးခြားချက်ယဟန္တာတွေရဲ့ထူးခြားချက်ကဘာတော့အဲ့ဒီခံစားမှုပေါ်မှာတဒန်းတတာမဖြစ်တာသူတို့ရဲ့ထူးခြားချက်ပဲစိတ်ဓာတ်ကတည်ငြိမ်မှုရှိတယ်လူတွေကြတော့လှတာတွေ့လို့ရှိရင်ပြုံးတယ်မလှတာတွေ့ရင်မဲ့တယ်မြတ်စွာဘုရားမှာအပြုံးအမဲ့မရှိဘူးလှရင်လှတယ်လို့သိတယ်မလှရင်မလှဘူးလို့သိတယ် appreciate လုပ်တယ်လို့ခေါ်တယ်နော်အဲ့ဒီလိုခံစားမှုမရှိဘူးဆိုတာအလှတာကိုလှမှမသိဘူးကောင်းတာကိုကောင်းမှမသိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်သွားတတ်တယ်ပေါ့အဲ့ဒီအဓိပ္ပာယ်မျိုးမဟုတ်ဒါမှမဟုတ်ဒီဘုရားဘာသာနဲ့ပတ်သက်တဲ့အလှပပေါ့အယူဆနဲ့ပတ်သက်ပြီး Buddhism and Beauty ဆိုတဲ့စာအုပ်လေးတွေရှေးရေးထားတာရှိ Buddhism and Beauty ဘုရားဘာသာအလှပကိုအတိမတ်မပြုတာမဟုတ်အတိမတ်ပြုတယ်တခါတော့ကနော်ဝေနိုင်ငံကလာတဲ့ music professor တက္ကသိုလ်တစ်ခုကအနုပညာကျောင်းပေါ့မြန်မာလူပြောမှဆိုရင်ဂီတအနုပညာကျောင်းကပါမောက္ခတယောက်စကိုင်းတောင်ရောက်လာတော့ဘုန်းကြီးတို့စီလားလဲရင်းကနေပြီသူကဂီတသမားဆိုတော့မေးတာသူမေးတာဗာမေးတော့ဆိုရင်မြတ်စွာဘုရားကဂီတကိုပယ်ပါသလားတဲ့ဒီမေးခွန်းမေးတယ်ဘုန်းဂီတကိုပယ်ပါသလားဂီတမလုပ်ရဘူးလို့ပယ်သလားတဲ့သူမေးတော့ဘုန်းကြီးကဘယ်လိုဖြေတော့ဆိုတော့မြတ်စွာဘုရားကဂီတကိုမပယ်ပါဘူးဂီတပေါ်မှာတွေ့တာတဲ့တတ်မဲ့တဲ့တဏှာကိုတော့ပယ်ပါတယ်လို့အဲ့ဒီလိုဖြေလိုက်တော့သူနောက်ထပ်ဘာမှတော့မမေးတော့ဘူးအဲ့ဒီနာတွေရပ်သွားတယ်အကယ်၍များကိုယ့်ဘက်ကိုစဉ်းစားကြည့်တာပေါ့မြတ်စွာဘုရားကဂီတကိုပယ်တယ်လို့ပြောလို့ရှိရင်ဒါဖြင့်အိန္ဒသာလဂူထဲမှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ပိစတိခကလာပြီးချင်းဆိုစောင်းတီးတာကိုမြတ်စွာဘုရားကနားထောင်တယ်လေနားထောင်ပြီးတဲ့အခါတချင်းတန်နဲ့စောင်းတန်ဆုံးသွားတော့မြတ်စွာဘုရားဘာပြောတော့ပိစတိခမင်းရဲ့တချင်းနဲ့တီးလုံးကတော့လိုက်ဖက်ပါပေတယ်လို့မြတ်စွာဘုရားဒီလိုမေးရှိတာပါတယ်အဲ့တော့မြတ်စွာဘုရားကဂီတကိုအတိမတ်မပြုတာမဟုတ်ဘူးပယ်တာမဟုတ်ဘူးပယ်တာကတော့ဂီတပေါ်မှာတန်တန်မတ်မတ်ဆွဲလန်းနေတဲ့တဏှာရာဂကိုတော့ပယ်တယ်ဘယ်ပေါ်မှာပဲဆွဲလန်းအလှပေါ်ဆွဲလန်းတာပဲဖြစ်စေတာယာဝေယာတွေပေါ်မှာဆွဲလန်းတာပဲဖြစ်စေအဲ့ဓာတွေကိုတော့မြတ်စွာဘုရားကမဖြစ်သင့်ဘူးမဖြစ်စေရဘူးဂီတကိုအတိမတ်မပြုရဘူးလို့ဒီလိုဆိုတာမဟုတ်ဘူးဒီတခြင်းနဲ့
ယရဏသုံးပါးကိုပူဇော်တာကိုမြတ်စွာဘုရားမတားမြစ်ဘူးသို့တော့တချင်းဆိုပြီးတော့ဆွဲမဲ့အောင်လှုပ်တာမျိုးကြရင်တော့မလှုပ်သင့်ဘူးလို့မြတ်စွာဘုရားဒီလိုဆိုတယ်ဘယ်လိုဆုံးမဩဝါဒပေးတော့ဆိုရင်တရားဝါတွေဟာငကုံကမှตายရတဲ့အတန်တွေပေါ်မှာရင်မှုနေတာကိုပို့ပြီးတော့ရင်မှုအောင်ဆွဲမဲ့အောင်ဖန်တီးပြီးတော့လူတွေရဲ့တဏှာရာဂတွေကိုနှိုးဆော်ပြီးတဏှာရာဂတွေထကြွလာအောင်အားပေးအားမြောက်လုပ်ပြီးတော့တမင်းကိုမူရစ်စီအောင်ရာဂနဲ့မူရစ်သွားအောင်ဒီလိုစိတ်ဓာတ်မျိုးနဲ့လုပ်ရင်ကတော့ပြည့်ရှိတယ်ဒီလိုပဲဆိုတာနော်အဲ့တော့တခြင်းတန်ဆိုတာဟာตายရတယ်ဆိုရင်ตายရတယ်လို့ပဲမြတ်စွာဘုရားအတိမတ်ပြုတယ်ဒါကြောင့်မို့သူကဒီဇလန်းကိုသိထားလို့လားမသိဘူးဂီတကိုတော့မပယ်ပါဘူးဒါပေမဲ့မြတ်စွာဘုရားဂီတပေါ်မှာတွေ့တာတဲ့တဏှာရာဂကိုတော့ပယ်တယ်တွေ့တာတဲ့တဏှာရာဂပယ်မှာမုန်းတိမှုဆိုတဲ့ဖြာပါဒကိုလည်းပယ်ရရောက်တယ်ပေါ့အေးဒါကြောင့်မို့ဒါတွေကိုထောက်ထားကြည့်မယ်ဆိုရင်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်လောကမှာရှိတဲ့အလှအပတွေကိုအသိမှတ်ပြုတယ် appreciate လုပ်တယ်လို့ခေါ်တာပေါ့နော်အသိမှတ်ပြုတယ်ခံစားတယ်နားလည်တယ်သို့တော့မြတ်စွာဘုရားရဲ့ခံစားမှုတွေမှာတဏှာမပါဘူးဒီလိုဆိုတာပေါ့တဏှာမပါဘူးပါမပါစဉ်းစားကြည့်လေလူတွေနေ့စဉ်အစာစားကြတယ်စားကြတဲ့အခါကျတော့မြတ်စွာဘုရားလည်းအဲ့ဒီအစာရဲ့အရသာသိမှာပဲနော်ခုခေတ်စားနေကြတဲ့စပါဂက်တီတို့ပီဇာတို့ဟမ်ဘာဂါတို့ဖျားစားလဲဒီအရသာတော့တွေ့မှာပဲဘယ်အစားဘယ်အရသာရှိတယ်ဆိုတာတော့သိမှာဒါပေမဲ့ဟမ်ဘာဂါလေးရှာပေးကြသမောင်းနောက်ရဲ့ဟမ်ဘာဂါစားခြင်းလိုက်တာလို့တော့ဒီလိုတော့ရှိမှာမဟုတ်ပုရုဇဉ်တွေကြတော့အဲ့လိုမဟုတ်ဘူးဒီစားလေးတစ်ခါစားပြီးသွားရင်ရှာလဲသွားပြီမတည့်ဘူးဆိုလဲနောက်ရဲ့လိုက်ရှာစားပြန်ဒီလိုကိုအဲ့တော့ဒီတာယာပွဲပေါ်မှာတန်တမတ်မတ်ဆိုတာမျိုးမြတ်စွာဘုရားတို့မှာမရှိဘူးသို့တော့ appreciate လုပ်တာတော့ရှိတယ်ဒီလိုဆိုဒါကြောင့်မို့လို့ဝေသာလီပြည်ကြီးဟာဝေသာလီမြို့တော်ကြီးရဲ့လှပမှုကိုတော့မြတ်စွာဘုရား appreciate လုပ်တယ်ရမဏီယအာနန္ဒဝေသာလီဟာတိတ်ပြောစရာကောင်းနေတာပါလားလှမ်းကြည့်ရတယ်ရှုခင်းကောင်းလိုက်တာလို့ပြောပြီးနောက်ပါပြောရည်ရွယ်ချက်နဲ့မြတ်စွာဘုရားပြောရမဏီယံဥဒေနာစေတိယံဟေးမြို့ရှိကြည့်လိုက်တဲ့အခါဥဒေနာဆိုတဲ့နတ်ကွန်းကြီးကလည်းလှလှပပကြီးပဲကြည်နူးဝဲကောင်းလိုက်တာတိတ်ဆိတ်ငြိမ်သက်ပြီးတော့လှလှပပဆောင်းလုပ်ထားတယ်ရမဏီယံဂေါတမကံစေတိယံတောင်မဲ့ကြည့်လိုက်လို့ဂေါတမကနတ်ကွန်းကြီးကလည်းပဲလှပလိုက်တာကြည်နူးဝဲကောင်းလိုက်တာအနောက်ဘက်ကြည့်လိုက်ပြန်တော့ရမဏီယံတတ္တပံစေတိယံတတ္တံပနတ်ကွန်းကြီးကလည်းပဲလှပတယ်အင်္ဂဓမ္မဝေသာလီမြို့မှာအလှဆင်ထားတယ်လို့ပဲမြောက်ဘက်ကိုကြည့်လိုက်တဲ့အခါရမဏီယံဘဟုဗုဒ္ဓံစေတိယံဘဟုဗုဒ္ဓဆိုတဲ့နတ်ကွန်းကြီးကလည်းပဲလှလိုက်တာခလလမှာရှိတဲ့ပါရန္တရစေတိယတို့အခုမြတ်စွာဘုရားသခင်ကိုရောမြတ်ရောက်ရှိနေထိုင်သတင်းသုံးရရှိတဲ့စာပါဠိတို့ဆိုတာအဝိဓမ္မတာယာဝယ်ကောင်းတယ်ကြည်နူးစရာကောင်းတယ်နေခြင်းစရာတွေကြီးပဲလို့မြတ်စွာဘုရားကရှင်အနန္ဒာကိုအလှအပတွေကိုပြပြီးတဲ့အခါဒါတွေပြတာဟာဘာအဓိပ္ပာယ်လဲလို့လှပတာတွေဟာဘယ်တော့မှမမြဲဘူးဆိုတာကိုမြတ်စွာဘုရားကရှင်အနန္ဒာရဲ့ခေါင်းထဲမှာဆွဲသွားစေခြင်းနဲ့ခုအလှပရှိနေတာမကြခင်ကျတော့ပျက်စီးသွားမယ်။ဘာဖြစ်လို့တော့ဆိုဝေသာလီပြည်ကြီးဟာမြတ်စွာဘုရားအခုလိုပြောဆိုပြီးနောက်3နှစ်လောက်ကြာတဲ့အခါကျတော့အဇာတတရဲ့ခြေမုံရေးစစ်ပွဲအောက်မှာပြားဝပျက်စီးသွားတယ်။အလှပတွေအကုန်ဆုံးရှုံးပျက်စီးသွားတယ်။အဲ့ဒါဖြစ်လာမှာကိုမြတ်စွာဘုရားကြွတင်ပြီးတော့ခုချိန်မှာလှပမှုတွေကိုထုတ်ဖို့ပြောပြတယ်။ပြောပြီးတော့ရှင်အနန္ဒာကိုမြတ်စွာဘုရားကလှပဆန်းကျယ်တဲ့အရာတွေပေါ်မှာပြောပြပြီးတဲ့အခါမှာအာနန္ဒာတဲ့ဘယ်သူပဲဖြစ်ဖြစ်အဋ္ဌိပတ်၄ပါးကိုကြာကြာနာနာပွားထားမယ်
ကိုစီးနေတဲ့ယင်းတစ်ဖွဲအသုံးချလို့ရသည့်ထိအောင်သုံးပြုထားမယ်အဋ္ဌိပတ်၄ရဲ့ဒီယတ္တိယာအဖြစ်အသုံးချထားမယ်အဋ္ဌိပတ်၄ပါးပေါ်မှာအမြဲတမ်းကိုယ့်ရဲ့စိတ်ကိုတိဆောက်ထားမယ်ကြာကြာနာနာအားထုတ်ထားမယ်ဆိုလို့ရှိရင်အကယ်၍များသူဆန္ဒရှိလို့ရှိရင်လူရဲ့တက်တန်းတစ်ခုလူရဲ့တက်တန်းပြည့်အောင်နေလို့ရပါတယ်သို့မဟုတ်ကြောခြင်းအနည်းငယ်ကြော်လို့ရသေးတယ်ဆိုပါစို့လူတွေရဲ့တက်တန်းဆိုတာအခုခေတ်ပြောရတဲ့အခါမှာဘုရားလက်ထက်ကတက်တန်းဆိုတာအာယုကပ္ပလို့တက်တန်းဆိုတာတရားတန်းကိုပြောတာဟောတရားတန်းဆိုတော့တရားမပြည့်ပဲနဲ့ဘဝအဆုံးမတတ်ဘူးတရားပြည့်သည့်ထိအောင်နေသွားတဲ့တက်တန်းစိတ်နေတယ်လို့ခေါ်တာပေါ့နော်တက်တရားတန်းမှာတက်တန်းစိတ်နေလို့ရတယ်သို့မဟုတ်ကြော်ပြီးတော့လေ120 130 150 160ဆိုတာလို့တက်တန်းကြော်ပြီးတော့လေနေလို့ရတယ်လို့အဋ္ဌိပတ်၄ပါးကြာကြာနာနာပွားပြီးတော့ဒီကိုယ်စိတ်ဓာတ်ကိုအခိုင်အမာပူပင်မှုတွေကင်းအောင်လှုပ်ထားပြီဆိုရင်စိတ်စွမ်းအားနဲ့အသက်ကိုဆွဲဆန့်လို့ရတယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားဟောနော်အဋ္ဌိပတ်၄ပါးဆိုတာအလုံးကြားဖို့ကြတဲ့အတိုင်းသန္တာဝိရိယစိတ်ဓာတ်ဝိမန္တလို့ဆိုတာသန္တာဆိုတာအသက်ရှည်ခြင်းနဲ့သန္တာဒီနေရာဝိရိယဆိုတာအသက်ရှည်ဖို့ကြိုးစားတယ်စိတ်ဓာတ်ဆိုတာစိတ်ဓာတ်ကြံ့ခိုင်မှုရှိတယ်ဝိမန္တဆိုတာအသိပညာနဲ့အသက်ဉာဏ်ဆောင်ဆိုတာဝိမန္တဆိုတဲ့အသိဉာဏ်နဲ့လောကလူတွေရဲ့အောင်မြင်ကြီးပွားနိုင်တာဟာဒီရည်ချင်း၄ရပ်ရှိရဘာပဲဖြစ်ချင်တဲ့ဆန္ဒဥစည်းပြီးတော့လောက်ကြတာရှိတယ်ဖြစ်ချင်တဲ့ဆန္ဒပေါ်မှာမူတည်ပြီးတော့ကြိုးစားအထောက်မှုဖြင့်ကြိုးပွားအောင်လုပ်ကြတာရှိတယ်ဝိရိယကြိုးစားအထောက်တဲ့အခါမှာအခက်ခဲဆိုတာကြုံတတ်တယ်အဲ့ဒီကြုံလာတဲ့အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာလူရဲ့စိတ်ဓာတ်တွေဟာယိုယွင်းတွန့်ဆုတ်သွားတတ်တာရှိတယ်အဲ့ဒါလို့မတွန့်ဆုတ်တော့ကြန့်ခိုင်တဲ့စိတ်ဓာတ်မတ္တမအရေးကြီးတယ်ဒါကြောင့်မို့ကြန့်ခိုင်တဲ့စိတ်ဓာတ်လည်းရှိရဆန္ဒလည်းရှိတယ်ကြိုးလည်းကြိုးစားတယ်စိတ်ဓာတ်လည်းကြန့်ခိုင်တယ်ဘာလို့သေးတယ်လဲလို့ဆိုရင်ဆင်ញင်တုံတရားအသိဉာဏ်ဆိုတဲ့စွမ်းအားဟာအကြီးမားဆုံးပဲဖြစ်တယ်ပေါ့အရာရာကိုအောင်မြင်စေနိုင်တဲ့ဒီစွမ်းအား၄ရပ်ကိုအဋ္ဌိပါဒအောင်မြင်ပြီးစီးခြင်းရဲ့အကြောင်းတရားဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ဆန္ဒရှိရင်ကြံသမျှပြီးစီးတယ်ဝိရိယရှိရင်မဖြစ်နိုင်တာမရှိဘူးအလုံးဖြစ်နိုင်တယ်စိတ်ဓာတ်ကြံ့ခိုင်လို့ရှိရင်အလုံးပြည့်စည်တယ်ဝိမန္တဆိုတဲ့အသိဉာဏ်ရှိရင်လည်းအလုံးပြည့်စည်တယ်လို့ဆိုတာအဋ္ဌိပတ်၄ပါးလို့ခေါ်တယ်ပေါ့ဘုန်းကြီးတို့ရဲ့တဏ္ဍာမှာရှိနေတဲ့သန္တာတို့ဝိရိယတို့စိတ်ဓာတ်တို့ဝိမန္တတို့ကိုကြံ့ခိုင်အောင်ခိုင်မာသည်ထိအောင်ကိုယ်လေညင်တဲ့အရာတစ်ခုပေါ်မှာဆွဲဆွဲမြဲမြဲကြံ့ခိုင်အောင်လေ့ကျင့်ပွားများထားမယ်ဆိုလို့ရှိရင်တဲ့ဒီဖြင့်အရာတွေအသာထားဒီဖြင့်လိုချင်တာတွေအသာထားအသက်တောင်မှဆွဲဆန့်ထားနိုင်တယ်လို့ဒီလိုဟောတာနော်အသက်တောင်မှပဲရှေးအောင်နေလို့ရတယ်ပေါ့ဆန္ဒရှိဒါမှန်နေသက်ရှည်ခြင်းတဲ့ပုဂ္ဂိုလ်တွေဟာအတော်နဲ့မသေးဘူးစိတ်လျှော့လိုက်ပြီဆိုလို့ရှိရင်မြန်မြန်သေးတယ်လူတွေမှာအဲ့ဒါမျိုးရှိတယ်နော်စိတ်လျှော့လိုက်ဆိုတာနဲ့တပြိုင်နက်မြန်မြန်သေးသွားတယ်ဆန္ဒဆိုတာအမြဲတမ်းအရေးကြီးတယ်ဒါကြောင့်မို့ပါဠိဘာသာနဲ့ရေးထားတဲ့စာအုပ်တွေထဲမှာသန္တဝတ္တောကိဏ္ဏမကမ္မနာသိစတိဆန္ဒရှိလို့ရှိရင်လုံးလို့မရတဲ့ကိစ္စဆိုတာမရှိဘူးအလုံးလုံးနိုင်တယ်ပေါ့အဲ့ဒါကိုအလျော်အင်္ဂလိပ်လိုပြန်လို့ရှိရင် wish makes the impossible possible လို့ပြောလို့ရတယ်နော် wish makes the impossible possible ဆန္ဒဟာမဖြစ်နိုင်ဘူးဆိုတာကိုဖြစ်အောင်လုပ်နိုင်တယ်ပေါ့ makes the impossible possible လောကမှာဒါတော့မဖြစ်နိုင်ပါဘူးလို့ပြောကြတယ်
ဖြစ်နိုင်ဘူးပြောတဲ့အရာဒီဆန္ဒရှိလို့ရှိရင်မဖြစ်နိုင်တဲ့အရာဒီဖြစ်သွားတယ်ဖြစ်ကိုဖြစ်လာထို့တူပဲဝီရိယဟာလည်းမဖြစ်နိုင်ဘူးဆိုတာကိုဖြစ်အောင်လုပ်စိတ်ဓာတ်ကြံ့ခိုင်မှုကလည်းမဖြစ်ဘူးဆိုတာတွေဖြစ်လာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကလည်းမဖြစ်နိုင်ဘူးလို့ထင်ကြတဲ့အရာတွေမှာဖြစ်လာဩစရာလို့ဒီလိုဆိုလိုတယ်ပေါ့လူတွေရဲ့စွမ်းအားဟာအမတန်မှကြီးမားတယ်ပေါ့အဲ့ဒီသန္ဓဝီရိယစိတ်ဓာတ်ဝိမာန်သလို့ဆိုတဲ့ဒီစွမ်းအားလေးချက်24ပစ္စည်းထဲမှာအဓိပတိပစ္စယောလို့ခေါ်တာအဲ့ဒီအဓိပတိပစ္စယောလို့ဆိုတဲ့အထဲမှာအဓိပတိတရားတွေကို၄ပါးဆိုတာလည်းပဲသန္ဓဝီရိယဝိမာန်သစိတ်ဓာတ်ပဲပေါ့အဲ့ဒါကိုပြောတာအဲ့ဒီ၄မျိုးအဋ္ဌိပတ်၄မျိုးကိုကြာနာနာခိုင်ခိုင်မာမာအစဉ်တမ်းမြင့်အောင်ပွားထားမယ်ဆိုရင်တဲ့သူဟာအကယ်၍အသက်ရှိခြင်းတဲ့ပဆိုလို့ရှိရင်အာယုတတံပြည့်အောင်နေလို့ရတယ်သို့မဟုတ်အာယုတတံကြော်သည်ထိအောင်နေလို့ရတယ်လို့မြတ်စွာဘုရားကအဲ့ဒါလို့ general နဲ့ပြောလိုက်တာဘယ်သူရဲ့လို့ရည်ညွှန်းပြောတာမဟုတ်ဘယ်သူပဲဖြစ်ဖြစ်ပွားထားလို့ရှိရင်အောင်မြင်နိုင်တယ်လို့ပြောပြီးငါဘုရားဟာအဋ္ဌိပတ်၄ပါးကိုကြာနာနာပွားထားပြီးသားဖြစ်တယ်ဒါကြောင့်မို့လို့ငါဆန္ဒရှိတယ်ဆိုရင်တက်တန်းစိတ်အောင်နေလို့ရတယ်သို့မဟုတ်တက်တန်းကြော်သည်ထိအောင်နေလို့ရတယ်လို့မြတ်စွာဘုရားရှန္ဒနာကိုရှုခင်းနေအလှပတွေကြည်ရင်ကနေပြီးဒီစကားပြောလိုက်တာဒီစကားပြောတာတခါတည်းမကောက်အဲ့လိုပြောတဲ့အခါကျတော့ရှန္ဒနာကဘာပြောမှမသိဘူးငေးနေတယ်မြတ်စွာဘုရားပြောတာကိုနားထောင်ပြီးတော့ငေးနေတယ်ခါတိုင်းမှာအလွန်တွက်လက်ချက်ချတဲ့ပုဂ္ဂိုလ်အဲ့ဒီအချိန်မှာငေးမောပြီးတော့နေတယ်တစုံတစ်ခုတွေးနေတဲ့ပုံစံမျိုးဘာပြန်ပြောမှမသိပဲနဲ့တွေးပြီးတော့နေတာအဲ့ဒါမြတ်စွာဘုရားဒီစကားကိုသုံးခါထပ်ပြောတယ်သုံးခါတိတိထပ်ပြောတယ်ငါသန္ဓဝီရိယဝိမာန်သစိတ်ဓာတ်ဆိုတဲ့စိတ်ဓာတ်ဝိမာန်သဆိုတဲ့အဋ္ဌိပတ်၄ပါးကိုကြာနာပွားပြီးသားဖြစ်တယ်ဆိုတာသုံးခါထပ်ပြောတယ်သုံးခါထပ်ပြောလည်းပဲရှင်အနန္ဒာကငေးမောနေတယ်ဘာမှပြန်မလျှောက်ဘာဖြစ်လို့ငေးမောနေသလဲလို့ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာမြတ်စွာဘုရားနဲ့ရှင်အနန္ဒာအနီးမှာမမြင်ကွယ်တဲ့နေရာမှာမနတ်ကရောက်နေတဲ့မနတ်ကရှင်အနန္ဒာကိုဘလို့နှောက်ယှက်ထားတော့ဆိုတော့ရှင်အနန္ဒာရဲ့မြင်ကွင်းထဲမှာသူကကြောက်ဝဲဖွယ်ရာအာယုန်တစ်ခုပြထားတယ်နော်ဖန်ဆင်းပြီးတော့ပြထားတယ်မြတ်စွာဘုရားမိန့်တဲ့စကားအပြင်မှာကြောက်မဲ့ဖွယ်ရာမြင်ကွင်းတစ်ခုသူမြင်ပြီးတော့အဲ့ဒါကြီးကိုစိတ်ကဒီစိတ်ဝင်စားပြီးတော့ကြည်နေတယ်ဘာကြီးပါလိမ့်လို့ကြည်နေတဲ့အချိန်မှာမြတ်စွာဘုရားပြောလိုက်တဲ့အဓိပ္ပာယ်ကိုနားလည်နိုင်စွမ်းမရှိဘူးပေါ့အဲ့ဒါကိုမနတ်ကစိတ်နားမလဲတာတာမန်ပုဂ္ဂိုလ်တွေကြတော့ကြောက်စရာအာယုံကိုပြထားတာနဲ့အဲ့ဒီပဲစိတ်ကငေးမောပြီးတစ်ဖက်ကလွတ်ကိုပြောတဲ့ဆိုတဲ့အတန်တွေအေးအစွမ်းတတ္တိမရှိတဲ့အရိယာပုဂ္ဂိုလ်မဟုတ်ဘူးတာမန်ပုဂ္ဂိုလ်ဆိုလို့မနတ်ပြတဲ့အယုတ်ကမနတ်ကကြောက်စရာအာယုံကိုပြတဲ့အခါလူတွေကကြောက်စရာကိုမြင်လူတွေရဲ့သဘာဝဘာဖြစ်တုံဆိုမျက်လုံးကြီးပြူးလာတယ်ပါးစပ်ကြီးဟလာတယ်ကြောက်တာကိုမြင်လို့ရှိရင်အဲ့ဒီတိုင်းပဲဒါဘယ်သူပဲဖြစ်ဖြစ်သူရောကိုရောမျက်လုံးကြီးပြူးလာလိမ့်မယ်ပါးစပ်ကြီးဟလာလိမ့်မယ်အဲ့ဒီအချိန်မှာမနတ်ကဘာလုပ်လဲဆိုရင်ဟထားတဲ့ပါးစပ်ကနေပြီးတော့နှိုက်ပြီးနှလုံးသားကိုသွားခြေတယ်အဲ့ဒီကြတော့ဘာဖြစ်ယူသွားတယ်ဆိုတာအဲ့ဒါလိုဖြစ်တာရှင်အနန္ဒာကိုတော့အဲ့လိုယူအောင်တော့မလုပ်နိုင်ဘူးယူအောင်မလုပ်နိုင်ပေမဲ့လို့စိတ်မဝင်ဘုရားဟောပြောနေတဲ့စကားတွေကိုအမတ်တမဲ့ဖြစ်သွားအောင်ကြောက်เสียအာယုန်တစ်ခုနဲ့လမ်းလွှဲပေးကြတယ်ဒါနဲ့ရှင်အနန္ဒာဟာဘာတစ်ခုမှမလျှောက်ဘဲနဲ့ငေးမောနေတဲ့အချိန်မှာမြတ်စွာဘုရားကအနန္ဒာသွားတော့လွတ်လိုက်တာနော်ကဲတဏှာသွားပြီးတော့နေကြတော့လို့ဆိုရှင်အနန္ဒာအဲ့ဒီမှာဘုရားကိုရှ िख ိုးပြီးသူကခလလန်တဏှာသွားထိုင်နေတယ်အဲ့ဒီရှင်အနန္ဒာသွားပြီဆိုတဲ့အခါဘုရားတစ်ပါးတည်းဖြစ်ပြီဆိုတဲ့အခါကျမှမနတ်ကြီးကဘွားကနေပေါ်လာပြီးမြတ်စွာဘုရားကိုလျှောက်တော့တာဟ
မြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတဲ့သူလျှောက်ပုံကပရိနိဗ္ဗာတုဗန္တိသူကတောပရိနိဗ္ဗာတုဗန္တိဘဂဝါပရိနိဗ္ဗာတုသူကတောရှင်ဘုရားတဲ့ဘဝကြီးကိုဆုံးသတ်ပါတော့ဆုံးသတ်ပါပရိနိဗ္ဗာန်ဆံတော်မူပါလို့ဆိုတာအရာစကားနဲ့ပြောရင်သေပါတော့လို့ပြောတာ ਨੇ အတူတူပဲပေါ့နော်ရှင်သားမနေပါနဲ့လောကကြီးအသက်လည်းကြီးပါပြီမနေပါနဲ့တော့ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတယ်အဲ့ဒါလို့မြတ်စွာဘုရားကိုလာပြီးတော့တိုက်တွန်းတာရှင်ဘုရားဘဝကြီးမှာဆက်နေမနေပါနဲ့တော့ပြိဋိဘံစံပါဘုရားကိုဒီစကားသူဘယ်တော့မှတခါလျှောက်ခဲ့တုံးဆိုဘုရားဖြစ်သူရောက်ပြီးတော့ဒီပိစမတတ္တဟာတော့ရက်ပတ်ပေါင်း၅ခုကြာတဲ့အခါမှာတော့လည်းတခါလာပြီးတော့လျှောက်ဖူးတယ်သူကတိုက်တွန်းမှုတယ်ကိုတရားတွေသိပြီပဲဘာလို့သူများဟောမလဲဘာလို့ပင်မခံမလဲစောစီစီသေးအေးတာပဲပေါ့ဒီလိုလာလုတ်သေးတာအဲ့ဒီတော့ကလည်းအဲ့ဒီတော့ကမြတ်စွာဘုရားကဘာပြောခဲ့တယ်ဆိုတာကိုသူကမှတ်ထားတယ်မြတ်စွာဘုရားကအဲ့ဒီတော့ကလောကသားတွေရဲ့အကျိုးစီးပွားကိုလုပ်ဖို့ဘုရားဖြစ်သူရောက်အောင်ပါရမီတော်တွေကိုဖြည့်ကျင့်ခဲ့ရတာလောကသားတွေရဲ့အကျိုးအတွက်ဘာတစ်ခုမှမကြိုးပမ်းရသေးဘူးဘုရားဖြစ်ပြီးလို့မှ9ပတ်ပဲ9ပတ်ပဲရှိသေးတာဟုတ်အဲ့တော့မြတ်စွာဘုရားကသူ့ကိုဘာပြန်ပြောခဲ့တာတော့ဆိုလို့ရှိရင်ငါရဲ့တပည့်တာဝကအဲ့တုန်းကမပေါ်တော့မပေါ်သေးဘူးသို့တော့ဘုရားမှန်လို့ရှိရင် society ၄မျိုးရှိတယ် society ၄မျိုးဆိုတာဘိက္ခုဘိက္ခုနီဥပဒကဥပတိကသာသနာတွင်ဝင်တဲ့အမျိုးသားယဟန်နဲ့အမျိုးသမီးယဟန်အဲ့ချိန်ကပေါ်တော့မပေါ်သေးဘူးသို့တော့ဖရာတွေရဲ့ပိဋကဒီလို၄မျိုးရှိတယ်အမျိုးသားဥပဒကအမျိုးသမီးဥပတိကမှာလို့အဲ့ဒါလို၄မျိုးရှိတဲ့မြတ်စွာဘုရားရဲ့တပည့်တာဝကတွေကိုတရားဓမ္မနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်လိမ္မာမှုရဲရင့်မှုလိမ္မာပတ်သက်မှု training ကောင်းကောင်းမပေးရသေးသမျှငါပြိဋိဘံမဆံဘူးလို့မြတ်စွာဘုရားပြောတာနော်ငါဟာဘယ်သူကမှတရားဓမ္မကိုကြာကြာနာနာဟောပြရသေးတာမဟုတ်သေးဘူးငါစကားကိုနားထောင်မဲ့ပုဂ္ဂိုလ်တွေဟာတရားဓမ္မနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်ရဲရင့်ဖြတ်လက်တဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်เสียအောင်မယ်အဲ့ဒါတွေမဖြစ်သေးသမျှငါအနားယူအောင်မဟုတ်သေးဘူးလို့ဒီစကားကိုမိန့်ခဲ့ဟောဒါကတစ်ချက်နောက်တစ်ချက်ကျတော့မြတ်စွာဘုရားဗာပြောငါဟောတဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့ဟောလိုက်တဲ့တရားဓမ္မတွေဟာနီလန်မျိုးစုံနဲ့ဟောတာလူဆိုတာအကြိုက်ချင်းမတူဘူးအကြိုက်ချင်းမတူတော့တစ်မျိုးတည်းဟောလို့မရဘူးဒီလူကိုဒီအကြောင်းအရာပြောမှစိတ်ဝင်စားမယ်ဟိုလူကြတော့ဟိုအကြောင်းအရာနဲ့ဆွတ်ဆောင်ပြီးပြောရမှာဖြစ်အလုံးအသိဉာဏ်ရဖို့အတွက်technique ကတစ်မျိုးတည်းနဲ့မရဘူးမျိုးစုံဆေးကုတာတောင်မှပဲဒီတစ်မျိုးတည်းနဲ့ကုလို့မရဘူးလေရက်စားလေးတမယ်တည်းဖော်ပြီးတော့ယောဂမှန်သမျှကုလို့မှမရတာဆေးမျိုးစုံဖော်ပြီးတော့မှယောဂကုရထို့တူပဲမြတ်စွာဘုရားလည်းတရားဟောတဲ့အခါမှာဆုံးမဩဝါဒပေးတဲ့အခါအမျိုးကိုစုံနေအောင်ဟောအဲ့ဒါတွေကိုစုစည်းတဲ့အခါမှာပိဋကတ်၃ပုံဖြစ်သွားတာလေသုံးဝိနိဝိဓမာဆိုတာလို့ပုဂ္ဂိုလ်တွေအားလျော်စွာမြတ်စွာဘုရားဟာသုဒ္ဓနေမျိုးစုံဟောပြီးတော့သွားတယ်အဲ့ဒီဟောပြောထားတဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့အများကြီးဘုဟုတ္တရှိဖို့လိုအပ်သေးတယ်ငါဟောတဲ့တရားတွေအများကြီးကြားနာဖို့ရှိရမယ်ဟောထားတဲ့တရားတွေကိုရင်ထဲနှလုံးထဲမှာမှတ်သားထားတဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်မှတ်သားထားတဲ့အတိုင်းကိုယ်တွေ့လက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်ရမယ်လျော်ကန်တဲ့အကျင့်တွေနဲ့ကျင့်ကြံကြိုးကိုအားထုတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်အဲ့ဒီလိုငါတပည့်တာဝကတွေဟာဘုဒ္ဓမရှိကြသေးဘူးတရားဓမ္မနဲ့ပတ်သက်ပြီးတော့မှတ်သားထားခြင်းမရှိကြသေးဘူးလိုက်နာကျင့်သုံးနိုင်ခြင်းမရှိကြသေးဘူးအဲ့ဒီမရှိသေးသမျှကာလပတ်လုံးငါဟာအနားယူအောင်မဟုတ်သေးဘူးလို့အတိအလင်းအဲ့ဒီတော့မြတ်စွာဘုရားခုလိုညင်းပယ်ခဲ့ဟောနောက်တစ်ခုနဲ့ဗာပြောတော့ဆိုငါရဲ့တပည့်တာဝကတွေဟာ
ငါဟောထားတဲ့တရားဓမ္မတက္ကံအာစရိယကံဗုဒ္ဓဝါဒမြတ်စွာဘုရားရဲ့အဆုံးအမကြာကြာနာနာသင်ယူပြီးတဲ့အခါအဆုံးအမကိုသင်ယူပြီးတဲ့အခါရှင်းပြနိုင်စွမ်းမရှိသေးသမျှကာလပတ်လုံးငါပြိဋိဘံမဆန်သေးဘူးလို့ဒီလိုဆိုရှင်းပြနိုင်ရမယ်အဲ့တော့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဗုဒ္ဓဝါဒဆိုတာဘာလဲဆိုတာရှင်းပြနိုင်ရမယ်နော်ဒီမေးခွန်းကပထမဆုံးမေးခံရမယ်မေးခွန်းပဲပညာတတ်အကျော်ဖြစ်တဲ့ဥပဒိတပြပိုက်ရှင်သာရိပုတ္တရာအလောင်းကရှင်အတ္တစီနဲ့တွေ့တဲ့အခါကျတော့ဘာမေးတာတော့ဆိုအရှင်ဘုရားဘု து ကိုရည်စူးပြီးတော့ယဟန်ဖြစ်တာလဲဂေါရမဗုဒ္ဓကိုရည်စူးဒါဖြင့်ဂေါရမဗုဒ္ဓဝါဒကိုပြောပြစမ်းပါဘာတွေဟောတာတော့ဒီလိုမေးတာပဲလေအယူဝါဒနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဟောပြောတဲ့အနှစ်သာရကိုပြောပြစမ်းပါလို့ဆိုတဲ့အခါမှာသစ္စာလေးပါးကိုပြောပြခဲ့တာယေဓမာဟေတုပ္ပဘဝတေတံဟေတုံတထာဂတောအာဟဆိုတဲ့အဲ့ဒီသစ္စာလေးပါးကိုအချင်းချင်းဟောပြောတဲ့ဟာနဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုဘုရားဟောပြောချက်ကိုရှင်အတ္တစီပိဿဝဂီထဲမှာအငယ်ဆုံးဖြစ်တဲ့ရှင်အတ္တစီဟာရှင်သာရိပုတ္တရာအလောင်းဥပဒိတပြပိုက်ကိုရှင်းပြခဲ့တာအဲ့ဒီမြန်မာနိုင်ငံကိုအဲ့ဒီယေဓမာဟိတုပ္ပဝါဂါထာဘယ်ခေတ်ကရောက်လာသလဲဆိုတာသက်သေအထောက်ထားပြနိုင်ဘယ်ခေတ်ကရောက်လာသလဲဆိုတာကိုတော့ပြင်လဲစောမယ်သို့တော့သက်သေပြနိုင်တဲ့အတိုင်းအတာတစ်ခုကတော့အဲ့ဒီတရေခေတ္တရာခေတ်မှာနော်900စုလောက်ရာစု900စုလောက်မှာဒီတရေခေတ္တရာခေတ်မှာမောဇာခင်ဘကုန်းတို့မောဇာကုန်းတို့ခေါ်တဲ့ရှေးဟောင်းဌာနကြီးတစ်ခုမှာတူးဖော်တဲ့အခါကျတော့အဲ့ဒီယေဓမာဟေတုပ္ပဘဝရွှေပေလွှာထဲမှာရေးထားတာမြေကြီးတွေကတူးဖော်လို့ရရှိတာမြန်မာပြည်ကိုအစောကြီးကတည်းကရောက်နေတယ်လို့ပကံခေတ်မတိုင်ခင်ကတည်းကမြန်မာပြည်ကိုဒီခါထားရောက်နေတယ်ပေါ့ဒီလိုဆိုလို့ရတယ်ပေါ့နော်သို့တော့ဒီကနေ့ခေတ်စလုံးနဲ့လားလို့ဆိုမဟုတ်ဘူးဒီကနေ့ခေတ်ကလူတွေအဲ့ဒါဖတ်နိုင်မှာမဟုတ်ဘူးမဖတ်နိုင်ဘူးသို့တော့ရှင်းအောင်သမိုင်းတွေကိုလေ့လာကြတဲ့ရှင်းအောင်အခရာတွေကိုလေ့လာတဲ့ပညာရှင်တွေကဖတ်ပြတဲ့အခါမှာတော့ယေဓမာဟေတုပ္ပဝါတေတံဟေတုံတထာဂတောအာဟဆိုတဲ့ဂါထာကိုရေးထားတာဖြစ်တယ်လို့။မြန်မာပြည်မှာပထမဆုံးတွေ့ရတဲ့ evidence ပေါ့သက်သေတာရကယောဝတ္ထုတစ်ခုပဲ။အဲ့ဒီဂါထာနဲ့ဘုရားရဲ့အဆုံးအမကိုရှင်းစွာရှင်းပြတယ်။အဲ့ဒါကိုပြောတာမြတ်စွာဘုရားကတက္ကံအာစရိယကံဥက္ခေတဝါကိုယ်ဆရာရဲ့အယူဝါဒကိုစနစ်တကျသင်ယူပြီးတဲ့အခါမှာဟောပြောနိုင်ရမယ်ဒီလိုဆိုတာအဲ့တော့ဘုရားဘာသာဝင်ဖြစ်လာတဲ့ပုဂ္ဂိုလ်တွေဟာတရားဓမ္မနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်မှုရဲရဲမှုရှိကိုရှိရမယ်နော်နံပါတ်1ကျွမ်းကျင်မှုရဲရဲမှုရှိရနံပါတ်2ကဘုရားတရားတော်နဲ့ပတ်သက်ပြီးများများသိပြီးတော့များများမှတ်သားထားပြီးလိုက်နာကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နံပါတ်3ကမြတ်စွာဘုရားရဲ့အဆုံးအမအနှစ်ချုပ်ကိုသင်ယူပြီးတော့ရှင်းလင်းဟောပြနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒါတွေမဖြစ်သေးသမျှဘုရားကသူ့တောင်းမကြည်သေးဘူးပြိဋိဘံမဆန်သေးဘူးလို့ဒီလိုဆိုတာဟောနောက်တစ်ချက်ကတော့ဘာလို့ဆိုရင်ဥပ္ပန္နသဟတမေနသူနေခိတံနေကနာဖြစ်ပေါ်လာတဲ့ဆန့်ကျင်ဘက်အတ္တမဝါဒဆိုဓမ္မရဲ့ဆန့်ကျင်ဘက်ဝါဒဖြစ်ပေါ်လာတဲ့ဝါဒဆိုတာမျိုးတွေကဆန့်ကျင်ပြီးတော့တိုက်ခိုက်လာတဲ့ဝါဒလည်းဖြစ်နိုင်တယ်ဒီပုခါတက္ခလွဲမှားပြီးတော့ယူဆတဲ့အယူဝါဒတွေလည်းဖြစ်နိုင်ပရပဝါဒဆန့်ကျင်မဲ့ပုဂ္ဂိုလ်ရဲ့ဝါဒအဲ့ဒီဝါဒတွေကိုအကြောင်းအကျိုးပြပြီးတော့နှိပ်ကွက်နိုင်တဲ့စွမ်းရည်တတ္တိရှိသူဖြစ်ရမယ်ခြေဖြတ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဒီလိုဆိုတာပေါ့ဒီ၄ချက်မြတ်စွာဘုရားရဲ့မျှော်မှန်းချက်ပဲတပည့်တွေနဲ့ပတ်သက်အဲ့တော့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်တရားဓမ္မနဲ့ပတ်သက်ပြီးတော့လေ့လာအောင်သင်ရဘောဓုတရှိအောင်မှတ်သားပြီးတော့တရားဓမ္မကိုကျင့်ကြံကြိုးကိုအားထုတ်ရမယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုမှတ်သားနာယူပြီးတော့ရှင်းလင်းပြောဆိုနိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်ဆန့်ကျင်ဘက်ဝါဒတွေပေါ်လာလို့ရှိရင်လည်းပဲ
နှိပ်ကွက်ပယ်ဖြတ်နိုင်တဲ့စွမ်းရည်တတ္တိရှိရမယ်အဲ့ဒါမရှိသေးသမျှငါဘုရားပြိဋိဘံမဆန်သေးဘူးလို့မဏ္ဍကြီးကိုအဲ့ဒါလို့မြတ်စွာဘုရားမိန့်ချခဲ့တာဖြစ်တယ်ပေါ့ဘုရားဖြစ်ပြီးတော့ပင်စမတတ္တဟနော်ယတတ္တ၅ပါးမြောက်မှာမြတ်စွာဘုရားဒီစကားမိန့်ကြားတာအဲ့တော့နောက်တစ်ခုကဘာလို့ဆိုရင်ငါရဲ့တပည့်ပရိသတ်တွေဟာအခုလို့အည်ချင်းနေမရှိသေးသမျှငါပြိဋိဘံမဆန်သေးဘူးပြီးတော့ငါဘုရားချမှတ်ထားခဲ့တဲ့ဗြဟ္မစရိယလို့ဆိုတဲ့အကျင့်မြတ်သာသနာတော်ကြီးဟာလူပြည်နတ်ပြည်အနှံ့အပြားမထွန်းကားသေးသမျှလူတွေရဲ့ရင်ထဲနှလုံးထဲမှာမရောက်သေးသမျှအများမသိသေးသမျှငါဘုရားဟာပြိဋိဘံမဆန်သေးဘူး။ဘာဖြစ်လို့လဲဆိုတော့ဘုရားဆိုတာလောကသားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်ဖို့ပွင့်လာတာလောကသားတွေရဲ့အကျိုးဆိုတာဒါပဲလေမြတ်စွာဘုရားချမှတ်ထားတဲ့မှန်ကန်တဲ့လမ်းကြောင်းကြီးဟာကဘာတိအများတိလူသူအများစုရဲ့ရင်ထဲနှလုံးထဲရောက်ရှိရမှာဖြစ်တယ်ပေါ့ရောက်ရှိမှသာလေအေးချမ်းမှုကိုရရှိကြမှာဖြစ်တယ်ဒါကြောင့်မို့ဣဒံဗြဟ္မစရိယဤအကျင့်မြတ်လို့ဆိုတဲ့မဂ္ဂင်၈ပါးနာဣဒ္ဓမပြည့်စုံသေးဘူးဖိဒပြန်ပွားမှုမရှိသေးဘူးဝိထာရိကကျက်ပြတ်မှုမရှိသေးဘူးဘာဟုစင်ညအများကမသိသေးဘူးအဲ့ဒါတွေမဖြစ်သေးသမျှသာသနာတော်မပြန့်ပွားသေးသမျှငါဘုရားပြိဋိဘံမဆန်သေးဘူးလို့အရှင်ဘုရားတပည့်တော်ကိုမိန့်ကြားခဲ့တယ်တဲ့မဏ္ဍကပြန်ပြောတာနော်ရှင်ဘုရားမိန့်ကြားခဲ့တယ်အခုတော့အရှင်ဘုရားရဲ့ဘိက္ခုလို့ဆိုတဲ့တပည့်တွေရောဘိက္ခုနီလို့ဆိုတဲ့တပည့်မတွေရောဥပဒကာလို့ဆိုတဲ့တပည့်တွေရောဥပတိကာမလို့ဆိုတဲ့တပည့်မတွေရောသူတို့တွေဟာခုချိန်မှာရှင်ဘုရားသင်ပြထားလို့တရားဓမ္မနဲ့ပတ်သက်ပြီးကျွမ်းကျင်လိမ္မာနေကြပြီရှင်ဘုရားဟောထားတဲ့တရားတွေကိုလည်းအများကြီးသိထားပြီးတော့လိုက်နာကျင့်သုံးနေကြပြီအရှင်ဘုရားရဲ့အယူဝါဒတွေကိုလည်းပဲဒီဖြန့်ဖြူးဟောကြားနိုင်ကြပြီဖြစ်ပေါ်လာတဲ့မိစ္ဆာဝါဒတွေကိုလည်းပဲချိုးနှိမ်ပြီးတော့ရှင်းပြနိုင်ကြပြီရှင်ဘုရားရဲ့ဗြဟ္မစရိယဟာလည်းနိုင်ငံနယ်အနှံ့ပြန့်နှံ့ပြီးတော့နေပါပြီဒါကြောင့်မို့ရှင်ဘုရားအလုတ်တွေအကုန်လုံးပြီးသွားလို့ပြိဋိဘံဆံဖို့အချိန်တန်ပါပြီလို့မြတ်စွာဘုရားကိုဒီလိုလာလျှောက်တယ်အဲ့ဒီမှာဟုတ်အဲ့ဒါလို့လာလျှောက်တော့သူလျှောက်တဲ့အတိုင်းပဲအဲ့ဒီအချိန်မှာမြတ်စွာဘုရားကလည်းတတ်တော်80အရွယ်ရှိပြီရှိတော့အကယ်၍ရှင်အာနန္ဒာကိုမြတ်စွာဘုရားကငါဟာအဋ္ဌိပတ်၄ပါးပွားထားတော့အာယုကပတ်လုံးနေနိုင်တယ်လို့နေခြင်းနဲ့ဆိုရင်အာယုကကြော့အောင်နေနိုင်တယ်လို့ဒီလိုမြတ်စွာဘုရားကပြောတော့ကမဏ္ဍကြီးမလျှောက်ခင်အကယ်၍ရှင်အာနန္ဒာကနေပြီးတော့စကားကိုနားလည်ပြီးတော့အရှင်ဘုရားတရားတွေအကျိုးစီးပွားအတွက်အသက်ရှိရှိနေတော်မူပါဆိုရင်မြတ်စွာဘုရားအသက်80နဲ့တင်မဟုတ်ဘူးတက်တော်100ထိအောင်နေလို့ရအဲ့ဒါလို့မဟုတ်ဘူးဆိုရင်120သို့မဟုတ်180 120 150 160ထိအောင်နေလို့ရမှာပေါ့200ထိအောင်တော့မရောက်ဘူးငယ်တော့ကတော့ဒီသဘောကိုကပ္ပဆိုတဲ့စကားလုံးကိုတကဘာပတ်လုံးအသက်ရှင်နိုင်တယ်လို့စိတ်ထဲမှာထင်နေပေါ့လေတကယ်ကတော့ကပ္ပဆိုတာအာယုကပ္ပကိုပြောတာငယ်ငယ်တုန်းကတော့ဒီဗုဒ္ဓဝင်ကိုဖတ်ပြီးတဲ့အခါကျတော့ရှင်အာနန္ဒာကသာတောင်းပန်မယ်ဆိုရင်တို့ဖျားမိအောင်မှာပဲလို့အောက်မေ့မိတယ်ပေါ့တကယ်ကတော့အဲ့ဒီလိုဆိုလိုတာမဟုတ်ဘူးတက်တန်းကိုပြောတာဒီကပ္ပကနော်တက်တန်းအပိုင်းခြားတစ်ခုနေလို့ရတယ်လို့ဆိုတာဖျားကအခုမှတက်တော်80ပဲရှိသေးတာကိုအသက်100ပြည့်အောင်နေလို့ရတယ်120ကျော်အောင်နေလို့ရတယ်ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ပေါ့နော်သို့သောရှင်အနန္ဒာကမဏ္ဍကြီးရဲ့နှောင့်ယှက်မှုကြောင့်မလျှောက်ထားဘူးမလျှောက်ထားတော့မြတ်စွာဘုရားကလည်းဘာမှအမိန့်မရှိတော့ဘူးအနန္ဒာကိုတဏှာသွားခိုင်းလိုက်တဲ့အချိန်မှာမဏ္ဍကဝင်ပြီးတော့ပြိဋိဘံဆံမှုအချိန်တန်ပါပြီလာလျှောက်တယ်လာလျှောက်တဲ့အခါကျတော့
မဏ္ဍကြီးကတပူပူလျှောက်လို့ပြိဋိဘံဆန္ဒတော့မဟုတ်ဘူးဖရာကြီးရဲ့ထုံတန်းစင်လာရမြတ်စွာဘုရားကြည့်လိုက်တယ်မြတ်စွာဘုရားအလုတ်တစ်ခုပဲကြံတော့တယ်တတ်တော်80ပြည့်တဲ့နေ့မှာသုဘဒပြပိုက်ကြီးကိုတရားဟောဖို့အချက်တစ်ခုပဲကြံတယ်ကျန်တာတွေကရှန္ဒနာကိုမြတ်စွာဘုရားမိန့်ကြားတဲ့အတိုင်းပဲတရားဓမ္မနဲ့ပတ်သက်ပြီးတော့ငါဟာအတွင်းအပြင်မခွဲခြားပဲအားလုံးပြည့်ပြည့်စုံစုံဟောထားပြီးပြီအာစရိယမုဋ္ဌိလို့ဆိုတဲ့ဆရာအနေနဲ့စုပ်ကင်ပြီးတော့ရှုပ်ဝက်ထားတာတခုမှမရှိဘူးပွင့်ပွင့်လင်းလင်းအကုန်လုံးပွင့်လင်းမြည်တောင်အောင်ငါအကုန်ဟောထားပြီးသားဖြစ်တယ်လို့ရှန္ဒနာကိုတခါတော့မိန့်ကြားဘူးတယ်မြတ်စွာဘုရားအဲ့တော့တရားနဲ့ပတ်သက်ပြီးပြည့်ပြည့်စုံစုံဟောထားပြီးဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားဘက်ကလုပ်ငန်းတွေကအကုန်ပြည့်စည်နေပြီပေါ့နောက်ထပ်လုပ်เสียမရှိတော့ပြည့်စည်နေပြီလုပ်ငန်းပြည့်စည်ပြီးတဲ့အခါမှာအနာယူတာဟာတော့တဘာဝပဲပေါ့နော်အနာယူတာဘုရားရဲ့ထုံတန်းစင်လာဟာလည်းပဲဒီတက်တန်းကို9ပုံပုံ4ပုံပဲနေကြလေရှိတယ်ပေါ့9ပုံပြည့်အောင်နေလေးမရှိကြဘူးပေါ့ဘာဖြစ်လို့တော့ဆိုဘုရားရဲ့အလုပ်တွေကပြီးပြီတတ်တော်80ပြည့်လို့သုဘဒကိုတရားဟောပြီးလို့ရှိရင်မြတ်စွာဘုရားချွတ်ရမယ်ဘုရားတရားဟောမှကျွတ်မဲ့ပုဂ္ဂိုလ်တွေအတွက်ကပြီးသွားပြီသို့တော့မြတ်စွာဘုရားအလုပ်ပြီးသွားတယ်ဆိုလို့အခုခေတ်မှာဒီကြံရစ်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်ဘုရားတရားတော်ကအကျိုးမဖြစ်ဘူးလားလို့ဆိုဒီလိုဆိုလိုတာမဟုတ်ဘူးမြတ်စွာဘုရားဟောပြောထားတဲ့တရားတွေနဲ့ပတ်သက်ပြီးနောက်ကြတော့မြတ်စွာဘုရားကမိန့်ကြားတယ်ငါဟောခဲ့တဲ့ဓမ္မတွေဝိနည်းတွေဟာသင်တို့ရဲ့ဆရာဖြစ်မှာပဲလို့ဟောဘုရားတရားတော်တွေကိုနာယူပြီးလိုက်နာကျင့်သုံးကြအောင်မဲ့ဆိုရင်မြတ်စွာဘုရားကသုဘဒကြီးကိုပြောတဲ့အချိန်မှာကြတော့ကြားကြရလေအေးအတုံညောလောကောရဟန္တိအတ္တတယ်ကောင်းကောင်းနေကြမယ်ဆိုရင်လောကကြီးမှာယဟန္တာမစိတ်သုံးပါဘူးငါဟောတဲ့တရားတွေကပြည့်စုံနေပြီနောက်ထပ်ပြီးတော့ဖြည့်ဆွဲဟောเสียမရှိတော့ဘူးသူ့ဘက်ကအလုတ်ငန်းတွေအကုန်ပြီးသွားပြီဘုန်းကြီးတို့တွေဘက်ကပဲလှုပ်ဖို့ပဲလိုတယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့မြတ်စွာဘုရားဘက်ကအလုတ်ပြီးသွားပြီဒါကြောင့်မို့မြတ်စွာဘုရားကပြုံးပြုံးပဲမဏ္ဍကြီးကိုဗာပြန်ပြောလိုက်လဲဆိုတဲ့အခါကျတွန်ပါပိမဟောဟိမဏ္ဍကိုမြတ်စွာဘုရားအမြဲတမ်းခေါ်တာပါပိမလို့ပဲခေါ်တယ်အေးစိတ်ယုတ်မှရှိတဲ့အကောင်ပေါ့ဘယ်တော့မှစိတ်ကောင်းမရှိဘူးပါပိမဆိုတာစိတ်ထက်ကတိတ်ယုတ်မှတဲ့ကောင်ပဲကောင်းကျိုးချမ်းသာကိုဖြစ်ပွားတာမလိုလားဘူးနော်လောကမှာဒီလိုပုဂ္ဂိုလ်မျိုးကလည်းလောကမှာရှိတယ်မရှိဘူးမဟုတ်ဘူးလူထဲမှာလည်းရှိတယ်ဟိုလူအချွန်နဲ့မလိုက်ရင်ကောင်းမယ်ဒီလူစားတော့စားရှိလေးရချောက်ချလိုက်မယ်ဆိုတဲ့လူတွေကအများကြီးကိုထမင်းကိုစားနေရင်ကနေပြီးလိုက်ပြီးနှောက်ယှက်ပေးတဲ့ပုဂ္ဂိုလ်မျိုးတွေလောကမှာအများကြီးရှိတယ်နော်အဲ့ဒါလို့ဘယ်သူကိုချောက်ချရမလဲဘယ်သူကိုဒုက္ခပေးရမလဲဆိုတဲ့လူတွေရှိသလိုပဲနတ်ထဲမှာလည်းသူကဝါသနာပါလို့သူများကိုဒုက္ခပေးခြင်းနေတာဒုက္ခပေးရမှသူကဝမ်းချစ်နဲ့တာနော်သူများမျက်ရည်ကြတာမြင်မှပျော်တဲ့လူမျိုးပေါ့ဒီနတ်ကလည်းနတ်ဆိုးအဲ့ဒါကြောင့်မြတ်စွာဘုရားကပါပိမဟဲ့စိတ်ကောင်းမရှိတဲ့အကောင်အဘောတုကောဓာနိတွန်ဟောတုမင်းဘာမှဟိုကြောင်းကြဆိုင်เสียမလိုတော့ပါဘူးတဲ့မင်းကြောင်းကြဆိုင်เสียမလိုတော့မင်းအေးဆေးဆေးသာနေတော့နာစီရန်တထာဂတတပရိနိဗ္ဗာန်ဘဝိတ္တိငါဘုရားရဲ့ခန္ဓာချုပ်ငြိမ်းမှုဟာတိတ်မကြတော့ဘူးမကြခင်မဲ့ငါဘုရားခန္ဓာချုပ်ငြိမ်းတော့မယ်ဣတောတိဏ္ဏမန္တနာအစ္စေနတထာဂတောပရိနိဗ္ဗာယိတတိဆိုရက်ကိုအတိအကျဒိတ်ပေးလိုက်တယ်မြတ်စွာဘုရားဒီကနေ့ကနေစပြီးတော့3 လကုံဆုံးသွားရင်ငါဘုရားဘဝခရီးကိုဆုံးသတ်တော့မယ်ဟောဣတောတိဏ္ဏမန္တနာရက်ကိုပြန်တွေးလိုက်တဲ့အခါတွက်လိုက်တဲ့အခါမြတ်စွာဘုရားအဲ့ဒီနေ့ဟာဘယ်နေ့လဲလို့ခန့်မှန်းလို့ရတယ်ပေါ့တဘူရဲလာပြီနေ့ဖြစ်ဖို့ရှိတယ်ပေါ့တဘူရဲလာပြီကနေတွက်လိုက်မယ်တပေါင်းလားတကူလားကစုံလားကြပြိဋိဘံဆံမှာဟောအဲ့တော့အဲ့ဒီအချိန်မှာမြတ်စွာဘုရားအခုလိုမဏ္ဍကြီးကိုဖွင့်ပြီးတော့ပြောလိုက်တာမင်းအေးအေးဆေးဆေးသာနေတော့တဲ့ငါဘဝမှာကြာကြာမနေတော့ဘူးဒ
ဒီနေ့ကနေပြီး3လလွန်တာနဲ့ငါဟာပြိဋိဘံဆံတော့မယ်လို့မြတ်စွာဘုရားကဒီလိုပြောတာကိုအာယုသင်္ခါရလွတ်တယ်လို့ခေါ်တယ်အာယုသင်္ခါရလို့ဆိုတာဝေလူဝရွာမြတ်စွာဘုရားသတင်းသုံးတဲ့အချိန်လေးမှာဝါလဲဆိုလိုက်ရောဝါတွင်ကာလတတော်80 45ဝါမြောက်ဝါဆိုလိုက်တဲ့အချိန်မှာအမြဲတမ်းပြင်းထန်တဲ့ယောဂဝေဒနာဖြစ်လာအဲ့ဒီပြင်းထန်တဲ့ယောဂဝေဒနာဘလောက်ပြင်းထန်တယ်လဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကသာအကယ်၍အဋ္ဌိပတ်၄ပါးနဲ့ပွားပြီးတော့အာယုသင်္ခါရဖလားသမဘာဝင်စားပြီးမတားဘူးဆိုလို့ရှိရင်တည်သွားနိုင်တဲ့အနေအထားရှိတယ်သို့တော်လည်းသူပတ္တကြီးအတွက်အလုတ်တစ်ခုကျမ်းနေသေးသည့်အတွက်ကြောင့်မြတ်စွာဘုရားအာယုသင်္ခါရဖလားသမဘာကိုဝင်စားထားတာဘယ်လောက်ထိဝင်စားမယ်လို့စကြတဲ့ကဆုံးဖြတ်ထားပြီးသားကဆုံလာပြီးနေထီအောင်အာယုသင်္ခါရဖလားသမဘာကိုဝင်စားမယ်ဆိုတာဆုံးဖြတ်ထားပြီးသားမြတ်စွာမနတ်ကြီးကပြောလို့အခုလို့ဖွင့်ဟပြီးတော့ငါပြိဋိဘံဆံတော့မယ်လို့ပြောလိုက်တာမဟုတ်ဘူးငကိုယ်တည်းကိုကအာယုသင်္ခါရဖလားသမဘာဝင်စားခင်တည်းကိုကသူပတ္တအတွက်ရည်ရွယ်ပြီးတော့အသက်ကိုဆွဲဆန့်ထားခြင်းသာဖြစ်တယ်ပေါ့နော်အသက်ကိုဆွဲဆန့်ထားခြင်းဖြစ်တယ်အေးလောကသားတွေအတွက်ဆက်လက်ပြီးတော့အသက်ရှိရှိနေတော်မူပါလို့လျှောက်ထားမယ်ဆိုရင်ရှင်အနန္ဒာရဲ့စကားကို2ကြိမ်တော့ပယ်ကောင်းပယ်မယ်3ကြိမ်မြောက်ဆိုရင်ဘုရားလက်ခံပြီးတော့နေကောင်းနေလိမ့်မယ်လို့ဒီလိုပြောလို့ရတဲ့အခွင့်အရေးလေးတစ်ခုတော့ရှိတယ်တကယ်နေမှလားလို့ဆိုတော့တကယ်တော့နေစရာမရှိတော့မနေတော့မနေတာဘာလို့မနေတာသူအလုတ်ပြီးသွားလို့မနေတာဆိုလိုတာမြတ်စွာဘုရားလောကမှာဒီခန္ဓာဒုက္ခကိုဝန်တော့ဝန်ပိုးကြီးဖြစ်ထမ်းရွက်ပြီးတော့နေတာဟာဘု து အတွက်လောကသားတွေရဲ့အကျိုးအတွက်နေနေတာသူ့အတွက်ကဘာမှမရှိတော့ဘူးလေသူ့အတွက်ကအကုန်လုတ်ပြီးနေပြီလုတ်ပြီးနေတော့ဘာအတွက်အသက်ရှင်နေတာတုံးဆိုလောကအတွက်အသက်ရှင်နေတာကိုယ့်အတွက်အသက်ရှင်တာမဟုတ်ဘူးအေးကနေ့ခေတ်လူတွေအများစုကြတော့ကိုယ့်အတွက်အသက်ရှင်ကြတာများတယ်သူများအတွက်အသက်ရှင်တယ်ဆိုတာသိမရှိဘူးပေါ့ကိုယ်ရေးပဲစဉ်းစားပြီးတော့ကိုယ့်အတွက်ပဲကိုယ်အသက်ရှင်အောင်ကြိုးစားနေကြမြတ်စွာဘုရားရဲ့အသက်ရှင်မှုကတော့သူ့အတွက်မဟုတ်ဘူးတဲ့အများလောကသားတွေရဲ့အတွက်အသက်ရှင်မှုပဲလို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့မြတ်စွာဘုရားကမဏ္ဍကြီးကိုဖွင့်ဟပြီးတော့သူ့ရည်ရွယ်ချက်အတိုင်းအာယုသင်္ခါရဆွန့်လွတ်တယ်စာပါဠစေတီနတ်ကုန်းမှာတတောတံပဇာနောအာယုသင်္ခါရဩတ္တစီမြတ်စွာဘုရားကစာပါဠနတ်ကုန်းမှာထိုင်နေခြင်းနော်အမှတ်တမဲ့ပြောလိုက်တဲ့စကားမဟုတ်ဘူးတတိတံပဇင်ညတတိမကွာအသိပညာဖြင့်ဆင်ញင်စဉ်းစားပြီးတတိမကွာအသိပညာဖြင့်ဆင်ញင်စဉ်းစားတယ်ဆိုတာဘာကိုပြောတာတော့ဆိုမြတ်စွာဘုရားသူပြောမဲ့စကားလေးတစ်လုံးဟာအမှတ်တမဲ့ပြောတာဘယ်တော့မှမရှိဘူးပြောသင့်လို့ပြောတာသာဖြစ်တယ်ပေါ့ချိန်ချလို့ပြောတဲ့စကားမျိုးသာဖြစ်တယ်ပေါ့မှားပြီးတော့ပြောပြီးမှပြန်ပြင်ရတယ်ဆိုတာဘုရားမှမရှိဘူးနော်ဘယ်တော့မှအပြက်ပြောတာမျိုးလည်းမရှိဘူးမတည်ငြိမ်တဲ့စကားမျိုးစကားနှစ်ခွပြောတာလည်းမရှိဘူးဘုရားစကားဟာအဒိစ္စဝဆနာဗုဒ္ဓဘုရားပြောထားတဲ့စကားဟာဘယ်တော့မှနှစ်ခွမရှိဘူးတစ်မျိုးတည်းပဲပြောတယ်အမြဲတမ်းအေးအခုလည်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ဒီစာပါဠစေတီအနီးမှာအာယုသင်္ခါရကိုတတိတံပဇင်ညတတိမကွာအသိပညာဖြင့်ဆင်ញင်ပြီးတော့အာယုသင်္ခါရကိုလွတ်တယ်အာယုသင်္ခါရလွတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်အာယုသင်္ခါရဆိုတာဘာလဲလို့မေးမယ်ဆိုလို့ရှိရင်ဖလားသမဘာဝင်စားခြင်းကိုဒီ3လရဲ့ဟိုဘက်ကိုငါမဝင်စားတော့ဘူးလို့ဆုံးလွတ်ခြင်းပဲဖြစ်တယ်ဖလားသမဘာဆိုတာမြတ်စွာဘုရားရဲ့နောက်ဆုံးရထားတဲ့အမြင့်ဆုံးဖို့ဆိုတာအရတ္တဖို့ကိုပြောတာအဲ့ဒီအရတ္တဖို့ဖလားသမဘာကိုသွားခြင်းနဲ့ဘယ်ကနေသွားတော့ဆိုဝိပဿနာရှုပြီးတော့သွားတယ်ဝိပဿနာရှုတဲ့အခါမှာအာယုသင်္ခါရဖလားသမဘာဖြစ်အောင်ဝိပဿနာကိုအသေးစိတ်ရှုတယ်ရုပ်အလုံးနာအလုံးအသေးစိတ်ရှုပြီးတော့တမာတိစွမ်းအားတွေဉာဏ်စွမ်းအားတွေအားကုန်မြင့်ပြီးတော့ရောက်သွားတဲ့ဖလားသမဘာကိုမှအာယုသင်္ခါရဖလားသမဘာလို့ခေါ်တယ်။တာမန်ဖလားသမဘာနေ့စဉ်ဝင်စားနေကြတယ်မတူဘူး။အဲ့ဒီဖလားသမဘာဝင်စားလိုက်တဲ့အခါဘာဖြစ်လာတော့ဆိုလို့ခန္ဓာကိုယ်ကြီးဟာ
ယောဂဝေဒနာဆိုတာလည်းတစ်ခုမှဝင်မလာနိုင်ဘူးစိတ်နှလုံးအေးချမ်းပြီးတော့ခန္ဓာကိုယ်မှာရတဲ့ယောဂဝေဒနာတွေတစ်ခုမှမကတ်တော့ဘဲနဲ့ပကတိလန်းဆန်းတဲ့အနေအထားမျိုးထိအောင်ရောက်သွားနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ပေါ့အဲ့ဒီအာယုသင်္ခါရဖလားသမဘတ်ကိုနောင်3လအတိုင်းအတာအထိပဲဝင်စားတော့မယ်ဒီနောက်ကိုမဝင်စားတော့ဘူးလို့ဝင်ဒီအာယုသင်္ခါရကိုစွန့်လွတ်တယ်ဆိုတာဒါကိုပြောတာနော်ဘုရားအာယုသင်္ခါရလွတ်တယ်အာယုသင်္ခါရလွတ်တယ်ဆိုတာဒါကိုပြောတာဒီဖလားသမဘတ်ကို3လပဲဝင်စားတော့မယ်3လနောက်မဝင်စားတော့ဘူးစွန့်လွတ်လိုက်ပြီကိုလုံးမဲ့လုပ်ငန်းဟာဘယ်တိုင်းတာအထိပဲလုပ်တော့မယ်လို့ဒိတ်ကတ်အဲ့ဒါလို့မြတ်စွာဘုရားသခင်ကိုရောမြတ်အာယုသင်္ခါရလဲလွတ်လိုက်ရောဘာဖြစ်တုံးဆိုရင်လွတ်လိုက်တာနဲ့တပြိုင်တည်းငရင်လှုပ်သွားအကြီးအကျယ်ကဘာကြီးကတုံဟီးပြီးတော့သွားတယ်ကျန်တဲ့လူတွေကတော့ဘာမှမသိလိုက်ဘူးပေါ့နော်ဘာကြောင့်ဖြစ်သွားတယ်ဆိုတာမသိသို့တော်လဲကဘာမြေကြီးကသိမြတ်စွာဘုရားဟာအင်မတန်မှကြီးမားတဲ့ဒီကရုဏာတရားတော်ဖြင့်တရားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်ရာကနေပြီးတော့အကန့်အသတ်တစ်ခုကိုပြုတ်လိုက်တာနဲ့တပြိုင်နက်ကဘာမြေကြီးဟာတုံဟီးပြီးတော့ကြက်သီးမွေးခြင်းထဝယ်ဖြစ်အောင်ကဘာမြေကြီးဟာတုံဟီးပြီးတော့သွားတယ်အဗ္ဗဓမ္မအကြီးကျယ်တုံခါသွားတော့ခလန်းလန်းမှနေတဲ့ရှင်အနန္ဒတောင်လန့်ဖြန့်ပြီးတော့ထနော်အလုံးကလန့်ဖြန့်သွားကြတယ်ရုတ်တရက်မြေငလင်ကြီးကတုံဟိပြီးတော့လှုပ်သွားပြီကောင်းကင်ယံကလည်းမိုးချင်းတန်ကြီးတွေတပြိုင်နက်ကြားလိုက်ရတယ်တုံဟိသွားတဲ့တော်လဲတန်ကြီးနဲ့အတူကဘာမြေကြီးတုံဟိသွားတဲ့အချိန်မှာအင်မတန်မှငြိမ်းချမ်းတဲ့စာပါဠစေတီကနေမြတ်စွာဘုရားရဲ့အတန်တော်ဟာထွက်ပေါ်လာခဲ့တယ်ထွက်ပေါ်လာတဲ့အတန်တော်လေးကအင်မတန်မှကြည်နူးစရာကောင်းပြီးတော့မြတ်စွာဘုရားကတပါးတဲ့နှုတ်ကနေပြီးတော့ရွတ်ဆိုလိုက်တဲ့အတန်ကိုပတ်ဝန်းကျင်ကရှိတဲ့ပုဂ္ဂိုလ်တွေကလူတွေတော့မရှိဘူးနတ်တွေရောအကုန်လုံးကြားလိုက်ရတာမြတ်စွာဘုရားဘာကိုရွတ်ဆိုလိုက်တာတုံးလို့ဆိုရင်တုလမတုလင်္စတံပဝံဘဝသင်္ခါရမဝိတ္တစီမုနိအစ္ဆတရတောသမာဟိတောအဘိနိကဝဆမိဝမတ္တနောဆိုတဲ့စကားလုံးကိုမြတ်စွာဘုရားနှုတ်ကနေပေါ်ထွက်ပြီးတော့လာတယ်ငရင်လှုပ်လိုက်တာနဲ့ဒီအတန်လေးကကြားလိုက်ကြရတယ်အားလုံးအဲ့လိုကြားလိုက်တာမြတ်စွာဘုရားကဘာအဓိပ္ပာယ်နဲ့ပြောလိုက်တာတော့လို့ဆိုလို့ရှိရင်အတုလနဲ့တမ္ပဝအတုလဆိုတာဘာနဲ့မှနှိုင်းရှင်လို့မရတဲ့နိဗ္ဗာန်တမ္ပဝဆိုတာဘဝထဲမှာဖြစ်နေရတဲ့ဘဝနဲ့နိဗ္ဗာန်လို့ဆိုလို့တယ်နော်အတုလကနိဗ္ဗာန်တမ္ပဝကဖြစ်နေတဲ့ဘဝနဲ့နိဗ္ဗာန်နှစ်ခုကိုနှိုင်းရှင်ပြီးတော့ကြည့်လိုက်ဘဝမှာဒုက္ခတွေနဲ့ဘဝဆိုတာဘယ်တော့မှမတည်မြဲဘူးမတည်မြဲတဲ့အပြင်ဒုက္ခတွေလွှမ်းမိုးပြီးတော့ထားတဲ့နေရာအဲ့ဒီဘဝကြီးချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ကြတော့ဘဝနဲ့မတူဘဲနဲ့ငြိမ်းချမ်းတဲ့နေရာဆိုတာကိုအသိဉာဏ်နဲ့ဘဝနဲ့နိဗ္ဗာန်ကိုမတူညီတာကိုဆုံးဖြတ်ချက်ချပြီးမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတဲ့ဘဝကိုပြုပြင်တတ်တဲ့ကံတရားတွေအလုံးကိုစွန့်လွတ်ပြလိုက်ပြီနောက်ထပ်ဒီကံဆိုတာမလာတော့ဘူးဘဝကိုတိဆောက်နေတဲ့ကံတရားတွေကိုမြတ်စွာဘုရားစွန့်လွတ်လိုက်တယ်ဒါဖြင့်ကံကိုဘယ်နည်းနဲ့စွန့်နာတော့လို့ဆိုတာကိုဆက်ပြီးတော့အစ္ဆတရတောသမာဟိတောမြတ်စွာဘုရားစိတ်တော်ဟာပြင်ပဘယ်ဟုတ်ဗဟိတဘက်ကိုအပြင်ဘက်ကိုမရောက်ဖဲနဲ့ကိုယ်တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေပေါ်မှာမြတ်စွာဘုရားအာယုံပြုတယ်အာယုံပြုပြီးတော့စိတ်နှလုံးလေးတည်ငြိမ်နေတဲ့အချိန်ဆိုလိုတာကသမထနဲ့ဝိပဿနာတမာရီနဲ့ပညာဖြစ်ပေါ်လာပြီးတဲ့အခါမှာဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုရစ်ပတ်ချုပ်ထားသလိုဖြစ်တဲ့၆ဝတ်တန်းစာသဘောမျိုးအလားတူတဲ့ကိလေသာဆိုတာလူကိုချုပ်ကင်ထားတာလူတွေရဲ့စိတ်ကိုချုပ်ကင်ထားပြီးတော့လွှမ်းမိုးအုပ်ချုပ်နေတဲ့ဒီစစ်သားတွေတင်းတင်းကြပ်ကြပ်ရှေးခေတ်ကတန်ကိုချက်ကြီးတွေဝတ်ကြနော်၆ဝတ်တန်းစာလို့ခေါ်တာအဲ့ဒါကြီးနဲ့ပတ်ထားတာဓာတ်နဲ့ခုံလဲမပေါက်အောင်မြားနဲ့ပြစ်လဲမပေါက်အောင်တန်ကိုချက်ကြီးတွေဝတ်ထားအဲ့ဒီတန်ကိုချက်ဒီ၆ဝတ်တန်းစာကြီးကိုချွတ်လိုက်သလိုပဲ
ခန္ဓာမိမိခန္ဓာကိုယ်မှာရှိနေတဲ့ကိလေသာအားလုံးတွေကိုဖြိုခွဲဖျက်ဆီးခြင်းအားဖြင့်ကံတရားတွေအားလုံးကိုစွန့်လွတ်လိုက်ပြီးနောက်ထပ်ကံတရားဆိုတာမလာတော့ဘူးကိလေသာတွေချုပ်ငြိမ်းသွားပြီကိလေသာတွေချုပ်ငြိမ်းသွားတော့ကံတရားတွေလည်းပဲလုံးဝမရှိတော့ဘူးမြတ်စွာဘုရားကအေးဘဝဆိုတာဟာကံနဲ့ကိလေသာတွေပေါင်းစပ်ပြီးတော့လှုပ်ထားတဲ့အရာဖြစ်တယ်အခုအချိန်မှာငါမှာကိလေသာတွေကိုပယ်ဖျက်ခြင်းအပြင်ကံတရားတွေလုံးဝစွန့်လွတ်ပြီးသားဖြစ်သွားပြီဘဝမှာအကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အကြောင်းပြတ်လို့အကျိုးတွေရပ်သွားတော့မှာပဲဆိုတာကိုမြတ်စွာဘုရားဟာဝမ်းမြောက်ကြည်နူးတဲ့စိတ်နဲ့ဒီဂါထာလေးကိုဥဒန်းကျူလိုက်တာဖြစ်ပါတယ်အေးဘေးကလူတွေကထင်ကောင်းထင်နေမယ်နော်အကယ်၍ဥဒန်းမကျူဘူးဆိုရင်မြတ်စွာဘုရားသေရတာကြောက်လို့ဒီလိုအောင်းမေ့ကြလိမ့်မဟုတ်ဘူးမြတ်စွာဘုရားကသေရမှာဆိုတာသေချင်တာလည်းမဟုတ်ဘူးရှင်ချင်တာလည်းမဟုတ်ဘူးပဂတိအနေထားအပြင်ပြောမယ်ဆိုလို့ရှိရင်ဘာနဲ့ဥပမာပေးထားတော့ဆိုလို့ရှိရင်လာကထုတ်တဲ့နေ့လူတွေဟာပျော်တယ်လို့ပဲပျော်တာဘာအတွက်ပျော်တာတုံးလို့မေးလို့ရှိရင်လာကရမှာကိုပျော်တာနော်အလုတ်ပြီးလို့ပျော်တာမဟုတ်ဘူးအလုတ်ပြီးတာမပြီးတာသူတို့တောင်းမဟုတ်ဘူးရဲစေးလို့လာကရမယ်ပေးသေးကိုမျောလင်းကြတယ်လို့ပဲတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းဆုလက်တစ်ခုအနေအားဖြင့်ဘဝခရီးဘဝတစ်ခုခန္ဓာကိုယ်ကြီးကိုချလိုက်ရတာခန္ဓာဝန်တုပ်ကြီးကိုချလိုက်ရတာဟာဆုလက်တစ်ခုရလိုက်တယ်လို့တော့စိတ်ထဲမှာခံစားရတယ်จิตနဲ့အာဖြစ်တယ်ဆိုတာကြောင့်မို့လို့ဥဒန်းကျူးတာတဲ့အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာရဲ့ဘုရားမြတ်စွာဟောပြတဲ့တရားဓမ္မတွေမိမိတို့ယင်တဲ့နှလုံးထဲရောက်ရှိထားသည့်အားလျော်စွာဘဝဆိုသည်မှာအခုလိုပဲကံနဲ့ကိလေသာပေါင်းစပ်ထားပြီးတော့ဖန်တီးထားတဲ့အရာတစ်ခုဟာဘယ်တော့မှခိုင်မြဲတာမရှိဘူးဘယ်တော့မှတည်ငြိမ်တာမရှိဘူးပျက်စီးဆုံးရှုံးပြီးတော့အစရှိရင်အဆုံးရှိအောင်မှဆိုတဲ့တံဝေကသဘောတရားတွေနဲ့မှတ်သားပြီးတော့ကိလေသာတွေကိုဖယ်စွန်းခြင်းဖြင့်ကံတရားတွေကိုဖယ်ရှားနိုင်မှသာလျှင်ဘဝခရီးဟာချုပ်ငြိမ်းမှဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့ဗုဒ္ဓရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗိတမှုဟတာအာစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တော်ကင်းပြောင်းကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗေပူဇာညစ်နောက်ကိလေသာအစရတောက်ဟုသမျှတို့သည်သမုဟတာပိဉ္ကြဘက်တွင်ရေမတင်တကယ်တွင်ပြောင်းပေးမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရာအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဝံကိလေသာဟုပုခတိကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝင်ညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း